ကဲပရိသတ်ကြီးတို့ရေဒီတစ်ခါတော့ဒေါ်နယ်ထရမ့်အစိုးရကမြန်မာနိုင်ငံမှာရှိနေတဲ့မေရှားတတူကိုယူဖို့စဉ်းစားနေတယ်ဆိုပြီးမှကမ္ဘာသတင်းမီဒီယာတွေကရေးသားခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ကိုဒီညကျွန်တော်တို့ podcast မှာပဲဆွေးနွေးကြည့်အောင်ပါ။လွန်ခဲ့တဲ့တစ်ပတ်တုန်းကကျွန်တော်တို့ရဲ့ podcast တွေကိုကြည့်ရှုသူမိတ်ဆွေတွေကြည့်နေမယ်ဆိုရင်ဒေါ်နယ်ထရမ့်ကမြန်မာနိုင်ငံရဲ့စစ်ကောင်စီနဲ့ဆက်စပ်မှုရှိနေတဲ့စီးပွားရေးသမားတွေတချို့ business လေးခုပေါ့နော်စီးပွားရေးပိတ်ဆို့မှုထဲကနေပြန်ရောက်သိမ်းပေးတယ်ဒါကိုနိုင်ငံရေးအရာမဟုတ်ဘဲနဲ့စီးပွားရေးအရာသာရုပ်သိမ်းပေးရပါဆိုမှအမေရိကအစိုးရဘက်ကရှင်းပြတာမျိုးရှိတယ်ဒီတစ်ခါကမ္ဘာသတင်းမီဒီယာတွေမှာဘာတွေပေါ်ထားခဲ့လဲဆိုတော့အမေရိကအစိုးရကမြန်မာပြည်မှာရှိနေတဲ့မေရှားတတုကိုသူစိတ်ဝင်စားလာတယ်လို့ပြောကြတယ်ဆိုတော့သူက KIA နဲ့ပဲဆွေးနွေးမှာလားမင်းအွန်လိုင်းနဲ့ပဲဆွေးနွေးမှာလားဘယ်သူက Trump ကိုဘယ်လိုအကြံဉာဏ်ပေးကြလဲပေါ့နော်ဘာလို့ဆက်ဖြစ်မှာလဲတရုတ်ကရောမြန်မာနိုင်ငံရဲ့လွှမ်းမိုးမှုမှာဘယ်လောက်ထိအတိုင်းအတာရှိတယ်အဲ့ဒါတွေကိုစပြီးကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါဆိုတော့ကျွန်တော်တို့ step by step နဲ့ဆွေးနွေးကြည့်အောင် number 1မှာမေရှားတတုဆိုတာဘာလဲမေရှားတတုဆိုတာအားလုံးသိပြီးသားတိုက်လေရင်တို့စစ်လက်နက်တို့ကွန်ပျူတာတို့ကားတို့တယ်လီဖုန်းတို့လုပ်မယ်ဆိုတော့မေရှားတတုကအရန်ရေးကြည့်တယ်အထူးသဖြင့်ကမ္ဘာအထူးတက်တဲ့နိုင်ငံတွေကမေရှားတတုကိုအရန်ကိုလိုအပ်ခဲ့တာ technology နည်းပညာကိုတူတက်စေချင်တယ်ဆိုမေရှားတတုရှိမှဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကအဲ့ဒီမေရှားတတုကိုအရန်ချမ်းသာချွေဝနေတဲ့နိုင်ငံကြီးဖြစ်နေတယ်လုံးဝတတုတိုက်ပေါ့နော်တတုတိုက်ကြီးကိုရန်ချမ်းသာပြီးမှချွေဝပြီးမှအပြည့်အဝရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံအလောက်ထိများတဲ့မေရှားတတုကြီးကိုတရုတ်ကအဓိကထိန်းချုပ်ထားတယ်ကျွန်တော်တို့ကမပိုင်ဘူးအမေရိကကဒီမေရှားတတု90%ကိုတရုတ်စီကနေမိခူးတယ်နော်90%ကိုဆိုတော့အမေရိကကတရုတ်စီကနေအခုလိုမေရှားတတုနဲ့ပတ်သက်ပြီးမှဘယ်လိုပြောမလဲမမိခူးချင်တော့ဘူးတခြားနိုင်ငံတွေနဲ့တွားပြီးမှပဲသူကပူပေါင်းချင်လာတော့တယ်အမေရိကကအဲ့ဒါကြောင့်လေအမေရိကကထွက်ပေါက်အများကြီးရှာလာတယ်ယူကေမှာထွက်ပေါက်ရှာတယ်အာဖရိကမှာထွက်ပေါက်ရှာတယ်အိန္ဒိယမှာလည်းထွက်ပေါက်ရှာလာတယ်ဆိုတော့အမေရိကကအဲ့ဒီနိုင်ငံတွေမှာမေရှားတတုယူဖို့ကြိုးစားလာတယ်အဲ့ဒီကြားထဲမှာကျွန်တော်တို့ရဲ့နိုင်ငံတွေပါလာတယ်မမေ့နဲ့ပေါ်လာတော့တရုတ်ကကဘာကြီးမေရှားတတု90%ထိန်းချုပ်တယ်ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံကနေ90%ပေးလို့တာတရုတ်ကြီးကထိန်းချုပ်နိုင်တာပါအဲ့ဒါတော့ကျွန်တော်ခဏပြောနေတဲ့တခုကပါလဲဆိုတော့ကျွန်တော်တို့တရုတ်ကြီးကိုအလောက်ထိခွန်အားကြီးမအောင်လုပ်ပေးတာကကျွန်တော်တို့မြန်မာနိုင်ငံပဲမေရှားတတုနဲ့ပတ်သက်လာတယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံတာမရှိခဲ့ဘူးဆိုရင်တရုတ်ကြီးကအလောက်ထိကပအကြီးရဲ့မေရှားတတုဈေးကွက်မှာထိန်းချုပ်နိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံကနေမေရှားတတု90%ကတရုတ်စီအကုန်လုံးသွားတာတရုတ်က40%လောက်ပဲရှိမှာပေါ့ကွာအခုကအဲ့ဒါကိုအမေရိကကမြန်မာနိုင်ငံရဲ့မေရှားတတုကိုစိတ်ဝင်စားလာတယ်လို့ပြောလာကြတယ်ဘယ်သူက Trump ကိုကြံပေးခဲ့တဲ့ကြည့်အောင်ဆိုတော့မေရှားတတုကတော့အထူးသဖြင့်ဒီခက်ကြီးမှာကွာစစ်လက်နက်နဲ့နီးပညာထုတ်လုပ်ရေးပိုင်းမှာအရန်ကိုရည်ကြီးနေတယ်တရုတ်ရဲ့လွှမ်းမိုးမှုကိုလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာတကယ်ပဲရုံထွက်နိုင်ဖို့မလားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့မေရှားတတုဆိုတာကနာမည်နဲ့တာကျွန်တော်တို့မြန်မာနိုင်ငံပိုင်ဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့မေရှားတတုအားလုံးကိုတရုတ်ကပဲထိန်းချုပ်သွားတာနော်ဆိုတော့အဲ့ဒီတရုတ်ထိန်းချုပ်မှုထဲကနေကျွန်တော်မြန်မာနိုင်ငံကရုပ်ထက်နိုင်မလားဘယ်လိုဖြစ်သွားမှာလဲကြည့်ရှုသူမိတ်ဆွေအနေနဲ့ရော comment မှာလေးဝင်ရေးကြပါဦး okay ဒါဆိုတော့အခက်အခဲတွေရှိတယ်ရှိတယ်တဲ့ကမ္ဘာမီဒီယာတွေရေးချက်ရပါတော့ router တို့ရေးချက်ရဆိုတော့
ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာစစ်ပွဲဖြစ်နေတယ်ဒါကတော့ခင်ဗျားတို့သိတဲ့အတိုင်းပါပဲပြီးတော့မြန်မာနိုင်ငံမှာမေရှာတတုတော်တော်များများကတရုတ်ထိန်းချုပ်တာရေ KIA ထိန်းချုပ်တာရေရှိတယ်ဆိုတော့အမေရိကကပေါ့နော်အဲ့ဒီမေရှာတတုကိုရဖို့ရအတွက်ဆိုတော့သူတို့နဲ့တဘောတူညီချက်ဖို့ရမှာဖြစ်နေတယ်အခုကအမေရိကကလည်းမြန်မာပြည်ရဲ့မေရှာတတုကိုရယူဖို့ဆိုရင်လည်းစဉ်းစားလာတယ်စဉ်းစားလာတဲ့ခါကျတော့မေရှာတတုရယူမယ်ဆိုတော့စစ်ကောင်စီနဲ့ဆွေးနွေးမှာလား KIA နဲ့ဆွေးနွေးမှာလားတခုမဟုတ်တခုတော့ဆွေးနွေးမှာဖြစ်မယ်ပေါ့ဒါမှမဟုတ်ဆိုတော့သူလူချင်းနဲ့မေရှာတတုကရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါတဆင့်မြစ်တဆင့်ဆွေးနွေးကြည့်အောင်ပေါ့နော်ဆိုတော့အခုကပါလေဘလူအစုပြုချက်တွေရှိတယ်ဆိုတော့စဉ်းစားကြည့်အောင်အစုပြုချက်နှစ်ခုပေါ့နော်ပထမကအမေရိဖြစ်နိုင်ခြေကိုပြောပြတာပါဖြစ်မလို့ကျွန်တော်မပြောပါဘူးဖြစ်နိုင်ခြေစုပြုချက်ပြောပြတာပါပထမကအမေရိကအစုရကမြန်မာနိုင်ငံမှာဘလူလောက်ဆောင်ရမလဲပေါ့အကြံပြုချက်တွေကိုထွက်လာတယ်တော့အဲ့ဒီအကြံပြုချက်ကနှစ်ခုထွက်လာတယ်အဲ့ဒါကဘာလဲဆိုတော့ပထမအကြံကတော့မြန်မာစစ်ကောင်စီနဲ့ KIA အကြားမှာငိမ့်ချရေးလောက်ခိုင်းမယ်ပေါ့ငိမ့်ချရေးလောက်ခိုင်းမယ်အဲ့ဒီဆွေးနွေးပွဲမှာအမေရိကကအကူအညီမယ်ပေါ့စစ်ကောင်စီနဲ့ KIA ကြားကငိမ့်ချရေးလောက်မယ်အစဉ်ပြေသွားတယ်ဆိုတော့အမေရိကကလည်းစစ်ပွဲမဖြစ်တော့ဘူးဆိုတော့အဲ့ဒီကချင်ပြည်နယ်မှာထွက်နေတဲ့မေရှာတတုကိုလွယ်လွယ်ကူကူနဲ့ယူသွားလို့ရပြီပေါ့ဒါမဲ့အရင်ဆုံးစစ်အေးမှတာမေရှာတတုကတူးလို့ရတယ်စစ်ပွဲကြီးကလုပ်လို့ရတယ်စစ်ပွဲဖြစ်နေမယ်ဆိုတော့ဘေးနိုင်ငံကမှစစ်ပွဲကြီးမလုပ်ချင်ကြဘူးဆိုတော့ပထမအကြံပြုချက်ကတော့အဲ့လိုပေါ့ဒေါ်နယ်ထရမ့်ကစစ်ကောင်စီနဲ့ဒေါ်နယ်ထရမ့်အစိုးရပေါ့နော်စစ်ကောင်စီနဲ့ KIA ကြားကတဘောတူညီချက်တစ်ခုရအောင်ဆွေးနွေးပွဲမှာကူညီနိုင်ချေရှိဆိုအကြံပြုချက်တစ်ခုပေါ်လာတယ်ဒါကဖြစ်နိုင်ချေကိုပြောပြတာပါဒုတိယအကြံပြုချက်ကဘာလဲဆိုတော့စစ်ကောင်စီနဲ့တော့မပတ်သက်တော့ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ Trump အစိုးရကစစ်ကောင်စီကိုတဘောချနေတာမဟုတ်ဘူးအာဏာသိမ်းမှုကိုစကရေကနေအမေရိကကလက်ခံတာမဟုတ်ဘူးအဲ့ဒါကြောင့်စစ်ကောင်စီနဲ့တော့မပတ်သက်ဘဲနဲ့ KIA နဲ့ပဲတိုက်ရိုက်လက်တွဲပြီးမှအလုံးလုံးဖို့များလာပါတယ်ဆိုမှအကြံပြုချက်ရှိလာတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့စစ်ကောင်စီနဲ့လုံးဝကိုမဆက်သွေးဘဲနဲ့ KIA ကိုပဲတိုက်ရိုက် US ကတော့မယ် KIA နဲ့ဆွေးနွေးမယ်ပေါ့အဲ့လိုသာဖြစ်မယ်ဆိုတော့ KIA ကတော့လုံးဝဝမ်းမြောက်ဝမ်းသာစွာနဲ့အမေရိကနဲ့လုပ်လို့မယ်ဆိုတော့ပြောမှာပဲတည်ရှာတယ်တရုတ်ထက်ဆန်တော့ I don't know ဒါ politics အရာ KIA ကလည်းတစ်ခါလေကြာရင်ဒီ China ပုံမှာလည်းအရမ်းမြခုလုံးနေဆိုတော့နေဆက်တဲ့ပိုင်းဆိုင်ရာမှာပေါ့နော်ဆိုတော့ KIA ကတရုတ်နဲ့လောက်တာပူစင်ပြပေါ့မလား US နဲ့လောက်တာပူစင်ပြပေါ့မလားဒါကတော့မေခွန်းထုတ်ဆရာတော့ရှိသေးတယ်ပေါ့ဒါပေမဲ့ဒီမှာတခုတော့ရှိတယ်2021ရဲ့ဒီမိုကရေစီစုရကိုဖြူချပြီးမှမြန်မာစစ်ကောင်ဆောင်တွေကအာဏာသိမ်းတယ်ဆိုတာက US ရဲ့ policy မှာလုံးဝကို reject လုပ်တယ်စစ်ကောင်စီနဲ့လေတိုက်ရိုက်ဆွေးနွေးတာကိုရှောင်ကြည့်နေတယ်အဲ့ဒါအမေရိကရဲ့ policy စစ်ကောင်စီကိုလုံးဝအဆူရအဖြစ်အတိမပြုတ်ရေးပေါ့စစ်ကောင်စီနဲ့စကားမပြောဖို့ကအမေရိကရဲ့ policy တွေမှာပါနေတယ်ဆိုတော့အဲ့ဒါကြောင့်လည်းပဲ KIA နဲ့ပဲလှုပ်ဆောင်ဖို့ကစဉ်းစားနေပုံရတယ်တဲ့အမေရိကကပေါ့နော်စဉ်းစားပုံနေရတယ်ဒါဆိုတော့ဒီအချန်တွေကိုဘယ်သူတွေကပေးခဲ့တာလဲအမေရိကသမ္မတဒေါ်နယ်ထရမ့်အစိုးရဆိုတော့ဒီအချန်ပြုချက်ရဆိုတော့ကမ္ဘာသတင်းမီဒီယာရဲ့ဖော်ပြချက်ရဆိုတော့အမေရိကအစိုးရစီကိုတဲ့ဒီတင်ပြခဲ့တဲ့သူကအရင်တော့ကဒေါ်အောင်ဆန်းစုကြည်ရဲ့အကြံပေးဟောင်းဖြစ်နေတဲ့အမေရိကစီပေါ်ရေးပညာရှင်တယောက်ဖြစ်တယ်လို့ပြောကြတယ်အရင်တော့ကအောင်ဆန်းစုကြည်ကိုအကြံပြုပေးနေတဲ့အကြံပေးဟောင်းတယောက်ပေါ့နော်အမေရိကရဲ့စီပေါ်ရေးပညာရှင်တယောက်က Trump ရဲ့အစိုးရကိုအဲ့လိုမျိုးအကြံပေးခဲ့တယ်မင်းမေရှာတတူလူရဲဆိုတော့မြန်မာနိုင်ငံမှာအများကြီးရှိနေတယ်မြန်မာနိုင်ငံမှာသွားပြီးမှလည်းယူပါလားဆိုအကြံပြုလာတယ်တဲ့ဆိုတော့သူက KIA နဲ့ပြင်ပကျွမ်းကျင်သူ KIA နဲ့ပေါ့နော် KIA နဲ့ပြပကျွမ်းကျင်သူတွေနဲ့ဆွေးနွေးပြီးမှဒီအကြံကိုပေးခဲ့တာပါတဲ့
ဆိုလိုတဲ့သဘောကအရင်တော့ကတော့အောင်ဆန်းစုကြည်ကိုအကြံပေးဟောင်းအမေရိကပညာရှင်တယောက်နဲ့ KIA ကအရင်ဆုံးဆွေးနွေးတာတနည်းအားဖြင့်ပြောရမယ်ဆို KIA ကကန့်လန့်တယ်လို့ပြောလို့ရတယ်ပေါ့နော် KIA ကကျွန်တော်တို့ကချင်ပြည်နယ်မှာမေရှာတတူအများကြီးရှိနေတယ် Trump အစိုးရနဲ့စီးပွားရေးလုပ်ချင်တယ်ဆိုတော့လုပ်လို့ရတယ်ဆိုပြီးမှ KIA နဲ့အဲ့ဒီအကြံပေးပုဂ္ဂိုလ်တယောက်ကဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ Trump ရဲ့အစိုးရကသူကသွားပြီးမှအကြံပေးတယ်ဒါပေမဲ့ဒီကိစ္စကိုတော့အရင်ကလေးကလည်းတရင်ထုတ်ပြန်ဖို့တာမရှိဘူးအခုမှပဲRouter တရင်တွေကမ္ဘာတရင်တွေကထုတ်ဖော်ပြီးမှပြောလာကြတာပါကျွန်တော်တို့မြန်မာနိုင်ငံမှာဖတ်ချင်တယ်ဆိုတော့ DVB တို့ကဘာသာပြန်ပြီးဖတ်ထားတာရှိတယ်မီဇီမာတို့ကဘာသာပြန်ပြီးဖတ်ထားတာရှိတယ်ကဲဘွားတို့ရေဒါရင်ကတော့တစ်နိုင်ချီကိုပြောပြတာပါဘာကြောင့်အဲ့ဒီတတုကအဲ့ဒီမေရှာတတုကအရေးကြီးတာလေတစ်ချက်လောက်ကြည့်ရအောင်မေရှာတတုကတရုတ်နိုင်ငံကကမ္ဘာထုတ်လုပ်မှုပေါ့နော်90ရာခိုင်နှုန်းလောက်ကိုခုနကကျွန်တော်ပြောတဲ့အတိုင်းထိန်းချုပ်ထားတာဖြစ်တယ်ဒါကိုအမေရိကကတရုတ်ကိုပဲမမီခုဘေးနဲ့ဒီမေရှာတတုတွေကိုတခြားနေရာမှာရဖို့သူ့အတွက်အရန်အရေးကြီးနေတယ်ဘာဖြစ်လို့လဲဆိုတော့အမေရိကကပဲတရုတ်ကြီးကိုအမေရန်မီခုနေခဲ့တာကွာ Trump ကလည်းဘယ်လိုပြောခဲ့လဲဆိုတော့တခြားကုန်သွယ်ရေးမှာတော့ကျွန်တော်တို့ကတရုတ်မပါဘဲအေးဆေးလုပ်လို့ရတယ်စီးပွားရေးလုပ်လို့ရတယ်တဲ့ဒါမဲ့တရုတ်ကြီးကအဲ့ဒီမေရှာတတုနဲ့ပတ်သက်လာတယ်ဆိုတော့ drama လုပ်နေကြတယ်တဲ့ကျွန်တော်တို့ပုံမှာ drama လုပ်နေကြတယ်တဲ့ဆိုတော့ US ကလည်းဒီနေ့အဖြစ်ပြောရမယ်ဆိုတော့တရုတ်မပါဘဲနဲ့မရဘူး US ရဲ့စီးပွားရေးဆိုတာကတရုတ်ရဲ့မေရှာတတုကိုငီထောက်ပံ့မှုရောင်းချမှုပါမှပဲအမေရိကကတူတက်ပြောင်းလဲလို့ရမှာဆိုတော့အမေရိကကအဲ့ဒီတရုတ်ပေါ်မှာမိခိုရာကိုလုံးဝကိုလွတ်မြောက်ချင်လာတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့အမေရိကကတရုတ်ပေါ်မှာအဲ့ဒီမေရှာတတုမိခုမှုတွေကိုလွတ်မြောက်နိုင်တယ်ဆိုတော့တရုတ်ကလုံးဝကောင်းကောင်းမွန်မွန်အမေရိကကထိန်းချုပ်နိုင်သွားပြီဒါမဲ့ဒီတစ်ခါကတော့တရုတ်ရဲ့မေရှာတတုကိုအမေရိကကမဖြစ်မနေလိုအပ်နေတယ်အဲဒါကြောင့်ဒါကအမေရိကတို့ရဲ့တရုတ်နဲ့တော့မဟာဗျူဟာပြန်ဆိုင်မှုကအဓိကအစိတ်ပိုင်းတစ်ခုဖြစ်လာတယ်တကယ်လို့ဒါအမေရိကကြီးကကဘာဖက်တချမ်းတွေမှာမေရှာတတုကိုအများကြီးရရှိနိုင်မယ်ဆိုတော့တရုတ်ကိုတော့လွယ်ကူကူလေးနဲ့ထိန်းချုပ်လို့ရနိုင်တဲ့နည်းလမ်းတွေအများကြီးရှိတယ်ခက်တာတစ်ခုကအဲ့ဒီမှာလုံးဝအပြိုင်ဆိုင်အစိတ်ပိုင်းကြီးမားစုတစ်ခုကမေရှာတတုတော့ဖြစ်နေတယ်ဆိုတော့အခုကဘာအခက်ခဲတွေရှိလာနိုင်ချေရှိလဲဆိုတော့အဲ့အဆူပြုချက်တွေကိုတကယ်လို့ဖို့ဆိုတော့အခက်ခဲရှိနိုင်ပါချေအခက်ခဲရှိနိုင်ချေရှိလို့ပြောနေကြတယ်ဥပမာပြောရမယ်ဆိုတော့မြန်မာစစ်ကောင်စီနဲ့အမေရိကရဲ့ဆက်ဆံရေးကမကောင်းဘူးမကောင်းတဲ့ခါကျတော့မေရှာတတူရဖို့ဆိုတာကအမေရိကအတွက်ခက်ခဲနိုင်ချေရှိတယ်စစ်ကောင်စီကရိုဟင်ဂျာတွေပေါ်မှာတပ်ပြတ်မှုတွေလုပ်နေတယ်တိုင်းသားပေါ်တွေမှာလည်းတပ်ပြတ်မှုတွေလုပ်နေတယ်တမျိုးလုံးတရော်လုံးမိရှုပြီးမှလူတက်နေတယ်အဲ့ဒါတော့ကျွန်တော်ပြောတာစစ်ကောင်စီဖက်ကလူတွေကမင်းကပါလေလို့မပြောနဲ့ဒါအမှန်တရားကိုပြောပြတာပါစစ်ကောင်စီရဲ့လုပ်ရက်ကကဘာတိလူတိလူတိုင်းတိနေတယ်ငင်းလို့တော့မရဘူးပေါ့နော်ဆိုတော့အဲ့ဒါကြောင့်စစ်ကောင်စီနဲ့အမေရိကချက်ကဆက်ဆံရေးကမကောင်းဘူးပေါ့လူခွင့်ရချူပမှုနဲ့များသလားမမင်းနဲ့အဲ့ဒါကြောင့်အမေရိကအစိုးရကစစ်ကောင်စီရဲ့အဓိကဝင်ငွေဖြစ်နေတဲ့စစ်ကောင်စီကုမ္ပဏီကြီးမားတဲ့ဟာအများကြီးကိုဒဏ်ခတ်ပိတ်ဆို့ထားတာလုပ်ခဲ့တယ်နော်အဲ့ဒါကဥပမာပြောပြတာလုံးဝကိုစီမပြေဘူးဆိုတော့အဲ့ဒီမေရှာတတုကိုမြန်မာကနေအမေရိကစီကိုပို့မယ်ဆိုရင်တော့တေယူပို့ဆောင်ရေးမှာလေအခက်ခဲတွေရှိနိုင်ချေရှိတယ်ကျွန်တော်ကြည့်သူတွေရဲ့ပြောချက်ရပါတော့ဆိုတော့အခုကဘာလို့နေလဲဆိုတော့ဒီအခုထိတော့အကြံပြုချက်တွေနဲ့ပတ်သက်ပြီးမှတော့ဘာမှတော့ဆုံးဖြတ်ချက်မရသေးပါဘူးဒါကတော့အကြံပြုချက်ပဲရှိသေးတယ်အစူပြုချက်ပဲရှိသေးတယ်အမေရိကကတော့လုံးမဲ့ဘာမှတော့မပြောသေးပါဘူးအကြံပြုချက်ပဲရှိသေးတယ်ဆိုတော့အဲ့ဒီအကြံပြုချက်နဲ့ပတ်သက်ပြီးမှအခုထိတော့ဘာဆုံးဖြတ်ချက်မှကိုမချသေးပါဘူးမြန်မာစစ်ကောင်စီနဲ့ KIA ကိုလေဒီအကြောင်းကိုထီမင်းချက်ပေးဖို့တောင်းဆိုပေမဲ့သူတို့ကဘာမှပြန်မဖြေဘူးပေါ့နော်
စစ်ကောင်စီဘက်ကလည်းမဖြစ်သေးဘူး KIA ဘက်ကလည်းမဖြစ်သေးဘူးလို့ပြောရမှာပေါ့ဆိုတော့အမေရိကရဲ့ imperial ကလည်းဒီအကြောင်းနဲ့ပတ်သက်ပြီးမှမှတ်ချက်ပေးဖို့ကတော့ငင်းထားသေးတယ်နော်အခုဒီအမေရိက imperial ကတော့ဒီofficial အရာပေါ့နော်အဲ့လိုမျိုးဘာငယ်ပြောတာတော့မရှိသေးပါဘူးအခုထိဘာမှအဆုံးဖြတ်ချက်မချသေးတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါမဲ့နောင်လာမဲ့အလာကမှာဘယ်လိုဖြစ်နိုင်မလဲဆိုတော့ကျွန်တော်တို့တော့မသိသေးဘူးဆိုတော့ဒီလူနဲ့အမေရိကဟာကျွန်တော်တို့မြန်မာနိုင်ငံမှာမေရှားတပ်တူတွေကိုရဖို့ကျူးစားနေပြီဆိုရင် KIA လူမျိုးအဖွဲ့တွေနဲ့လက်တွဲဖို့ကစဉ်းစားနေတဲ့အတူပါတယ်ဆိုတော့ KIA နဲ့အမေရိကကလက်တွဲပြီးမှလုပ်မယ်ဆိုတော့ KIA အတွက်ကျွန်တော်ထင်တယ်ပူကောင်းမယ်ထင်တယ်တရုတ်ထက်ပေါ့နော်ဆိုတော့ကြည့်ရှုသူအနေနဲ့ဘယ်လိုခန်းစားလဲကြည့်ပေါ့ခန်းစားကြည့်ပေါ့နော်ဆိုတော့စစ်ကောင်စီနဲ့ဆက်ဆံရေးကတော့အခုထိတော့ရှုပ်ထွေးနေတယ်ဆိုတော့ကျွန်တော်ထင်တာကတော့စစ်ကောင်စီနဲ့အမေရိကန်တွေကြားထဲမှာတော့ဒါကိုညှိပြီးမှဆွေးနွေးမလို့တော့မထင်ပါဘူး KIA နဲ့ပဲပူပြီးဆွေးနွေးမထင်ပါတယ်ဘာလို့ဆက်ဖြစ်မလဲဆိုတော့စောင့်ကြည့်ဖို့ပဲလူသေးတာပေါ့နော်အဲ့လိုဆိုတော့အခုအိန္ဒိယဘက်မှာအမေရိကကလည်းဒီမေရှာတတူရဲ့ဗာလဲတန့်စင်လားအဲ့ဒီတန့်စင်ရဲ့ခရိယာတွေကိုတွေးပြီးမှလုပ်နေကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမြန်မာနဲ့အိန္ဒိယဆိုတာကအင်နီနာချင်းတွေဖြစ်နေဆိုအိန္ဒိယကလည်းတစ်ဆင့်အဲ့ဒီမေရှာတတူကတေယူပို့ဆောင်ရေးလုပ်ဖို့ကလည်းလွယ်ပါတယ်အခုနောက်ပိုင်းအမေရိကကလည်းအိန္ဒိယနဲ့ပတ်သက်ပြီးမှမေရှာတတူတွေနဲ့လက်တွေ့ပြီးလုပ်လာကြတယ်ဆိုတော့ကဲဒါကတော့အမေရိကရဲ့ကျွန်တော်တို့နိုင်ငံပေါ်မှာစိတ်ဝင်စားလာတဲ့မေရှာတတူကိစ္စလေးကို short to the point နဲ့ရှင်းပြပါတယ်ပေါ့နော်တော့ပြည်သက်တော်အနေနဲ့ဘယ်လိုထင်နေကြလဲပေါ့ကျွန်တော်တို့နိုင်ငံခဏပြောနေတယ်ကျွန်တော်တို့နိုင်ငံအဲ့လောက်ထိမေရှာတတူများတာကိုအမေရိကကစိတ်ဝင်စားဘူးလားပေါ့နော်အခုကြာပါပဲအဲ့ဒါတွေပေါ်လာတယ်ပေါ့နော်ဆိုတော့စစ်ကောင်စီဆိုတာကလည်းတော့ဟိုလုံခဲ့တဲ့အမေရိကပေါ်မှာလည်းစာရင်ပူနေတာကိုအခွန်40ရာခိုင်နှုန်းကိုလည်းရှော့ချဖို့လုပ်နေတယ်ဆိုတော့စစ်ကောင်စီကလည်းအမေရိကနဲ့မေရှာတတူလုပ်ဖို့ဆိုတော့အရန်ကိုကလမ်းမှာတော့တည်ချတယ်အမှန်ပြောမယ်ဆိုတော့စစ်ကောင်စီကိုယ်တိုင်ကလည်းအမေရိကရဲ့အတိမပြုတ်မှုကအလူအချင်းဆုံးတရုတ်ရဲ့အတိမပြုတ်ပေးတရုတ်ရဲ့အတိမပေးတာထက်အမေရိကရဲ့အတိမပေးမှုကစစ်ကောင်စီကပူအတိပေးရှိတယ်စစ်ကောင်စီကလည်းဒါကိုပူကြိုက်တယ်ပူသဘောကျတယ်ပေါ့ဆိုတော့စစ်ကောင်စီကလည်းအဲ့ဒီအခုတွေနဲ့ရှော့ပြီးမှလည်းတောင်းဆိုတာတွေရှိနေတယ်တကယ်လို့များအမေရိကတွေကကမ်းလှမ်းနေမယ်ဆိုတော့စစ်ကောင်စီကတော့ပျော်ကြီးနဲ့အမေရိကကိုပေးမယ်လို့တော့ထင်ပါတယ်ဒါပေမဲ့တရုတ်နဲ့ဆက်ဆံရေးကတော့ထိခိုက်မှာပေါ့နော်အနေအချင်းတော့ထိခိုက်မှာပါတရုတ်ကြီးကနော်စိတ်ကောက်ပြီးမှဘာဖြစ်မလဲတော့မသိဘူးပေါ့ဒါကစစ်ကောင်စီဘက်ကလူတွေကလည်းကျွန်တော် YouTube မှာများကြည့်ပါတယ်ဆိုတော့စစ်ကောင်စီဘက်ကလူတွေကလည်းစဉ်းစားပေါ့နော်အခုမေရှာတတူရဲ့ထုတ်လုပ်မှုတွေရဲ့လမ်းကြောင်းတွေကလည်းအမေရိကကပြောင်းလာတယ်အိန္ဒိယနဲ့ပူးပေါင်းပြီးမှပဲဒီမေရှာတတူရဲ့တန့်စင်ချင်းလုပ်ငန်းတွေကလည်းလှုပ်ဆောင်လာတယ်အာဖရိကနေလည်းလှုပ်ပြီးမှမေရှာတတူတွေနဲ့စီးပွားရေးလှုပ်လာတယ်ယူကရိန်းတွေနဲ့ပူးပေါင်းပြီးမှပဲမေရှာတတူကလှုပ်လာတယ်ဆိုတော့အမေရိကရဲ့မေရှာတတူထုတ်လုပ်မှုပုံကိုသူကလမ်းကြောင်းတွေပြောင်းလာတာပေါ့နော်ပြောင်းလာတယ်ဆိုတော့အမေရိကကတော့ချက်ချင်းကြီးတော့တရုတ်ရဲ့မေရှာတတူကနေလွတ်မြောက်နိုင်မှာတော့မဟုတ်ဘူးဒါမဲ့နောင်လာမဲ့၄နှစ်၅နှစ်ကြာလောက်ဆိုတော့အမေရိကကတရုတ်မပါဘဲနဲ့တခြားနိုင်ငံတွေကထွက်နေတဲ့မေရှာတတူကအာကူပြီးမှရက်တင်နိုင်ချေတော့ရှိနေတယ်အဲ့ဒါကြောင့်လေသူကိုယ်တိုင်ကတရုတ်မပါဘဲနဲ့နော်တရုတ်ရဲ့အကူအညီမပါဘဲနဲ့အမေရိကကသူ့ဘာသာသူအဲ့ဒီမေရှာတတူကိုရက်တီဖို့ကြိုးစားနေတယ်ပေါ့နော်အမှန်ဆိုတော့မေရှာတတူဆိုတာကနိုင်ငံတိုင်းမှာရှိပါတယ်နိုင်ငံတိုင်းမှာရှိနေတယ်ဒါပေမဲ့အဲ့ဒီမေရှာတူဖို့ဆိုတာကမေရီအားလုံးကိုပြိုဖို့လိုအပ်နေတယ်ဟိုးအမင်းဒီကိုတူလို့ဖို့လိုအပ်နေတယ်အဲ့ဒီတူဖို့ရအတွက်တဘာဝပိုက်ဝန်းကျင်ကိုတော်တော်လေးဖြစ်စည်းတဲ့ခါကျတော့နိုင်ငံတော်တော်များများကအဲ့ဒီမေရှာတူကိုမတူးချင်ကြဘူးနိုင်ငံတိုင်းမှာတော့ရှိနေတယ်အဲ့ဒါကြောင့်ချမ်းသာတဲ့နိုင်ငံတွေကအဲ့ဒီပူစင်းရဲတဲ့နိုင်ငံတွေမှာရှိနေတဲ့မေရှာတူကိုတွားပြီးမှတူးပြီးမှယူသွားခဲ့တာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမေရှာတူတော့အများကြီးတော့ထွက်နေတယ်ဒါပေမဲ့တစ်ဖက်တစ်လိုင်းကနေကြည်နေမယ်ဆိုရင်ဘော်လာတော့မမင်းနဲ့ကျွန်တော်တို့နိုင်ငံမှာလုံးဝတဘာဝပတ်ဝန်းကျင်တိုးလေးကိုချိန်နေဆူးလာတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မှာမေကြီးရေကြီးတာတို့တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးမှဒါတွေခဏခံခဲ့ရတာ natural disaster ပေါ့နော်မြန်မာလိုဘယ်လိုပြောမလဲတော့မသိဘူး
natural disaster ကိုကျွန်တော်တို့ခဏအချင်းပေါင်းများစွာခံခဲ့တာဆိုင်ကလုန်ချလိုက်နဲ့ငလင်လှုပ်လိုက်နဲ့နော်ရေကြီးလိုက်နဲ့မူးကြီးလိုက်နဲ့အဲ့လိုမျိုးဖြစ်နေခဲ့တာဒါတွေအားလုံးကကျွန်တော်တို့ရဲ့တဘာဝပတ်ဝန်းကျင်ကိုကောင်းကောင်းမွန်မွန်ကျွန်တော်တို့ကမထိန်သိမ့်နိုင်လို့လည်းပါနေတယ်ပေါ့နော်အမေပြူနေတယ်တောင်ပြူနေတယ်ဆိုတာကလည်းတဘာဝပတ်ဝန်းကျင်နဲ့ဆိုင်ခဲ့တာနိုင်ငံချမ်းသာတဲ့နိုင်ငံတော်တော်များများသူတို့နိုင်ငံမှာတော့ရှိတယ်ဒါပေမဲ့သူတို့နိုင်ငံမှာရှိနေတဲ့မေရှာတတုကိုမထုတ်သုံးချင်တာထုတ်သုံးမယ်ဆိုသူတို့နိုင်ငံကတဘာဝပတ်ဝန်းကျင်ကတော်တော်များများကိုဖျက်ဆီးခံခဲ့ရတာ but at the end of the day ကျွန်တော်တို့နိုင်ငံကတော့တဖြည်းဖြည်းလေးနဲ့ဖျက်ဆီးလာတယ်နော်ကျွန်တော်တို့ခင်ဗျားတို့မွေးလာမဲ့သားသမီးတွေရဲ့ခက်မှာတော့ကျွန်တော်တို့နိုင်ငံတွေကတော်တော်လေးကိုဖျက်ဆီးတော့မှာနော်ခဏတာကျွန်တော်တို့ကအဲ့လိုမျိုးလုပ်နေတာဒါပေမဲ့နောင်လာမဲ့10နှစ်စာ20နှစ်စာစဉ်းစားကြည့်မယ်တွေးကြည့်မယ်ဆိုတော့ကျွန်တော်တို့နိုင်ငံကိုတော်တော်လေးကိုဖျက်ဆီးမှာတော့တေချတယ်ပေါ့နော်ကဲဒါကတော့အမေရိကနဲ့ဥစ္စာဆွေးကြည့်ကြပါ KIA နဲ့ Trump အစိုးရကတကယ်လက်တွဲဖြစ်ရင်တော့မြန်မာပြည်တမျိုးတစ်ဖုံအပြောင်းလဲဖြစ်သွားမှာပဲတဲ့ကျမကချင်လူမျိုးအနေနဲ့ KIA ကို US နဲ့ပဲလက်တွဲစေချင်တယ်တဲ့တရုတ်90အမေရိက90ရောင်းနိုင်တော့အဲ့ဒါအကောင်းတယ်တဲ့ဒါကတော့အကြံပေးတာတွေမရှိသေးတယ်အမေရိကကလည်းထပြီးဘာညာလုပ်မယ်တော့ဘာမှလည်းမပြောသေးပါဘူး Impuro ကလည်းအတီးပြူတာတော့မဟုတ်ပါဘူးဒါပေမဲ့ကမ္ဘာသတင်းမီဒီယာတွေကအဲ့ဒါကိုပြောပြတာပါရှင်းပြတာပါဒီလိုဖြစ်တယ်ပေါ့နော်မေရှာတတူကလည်းအမေရိကရဲ့စိတ်ဝင်စားနေမှာခေါင်းစဉ်ထဲမှာပါနေတယ်ဆိုတော့စစ်စပ်ပြီးဘာလို့လောက်ရမှာလဲဘာလို့ဖြစ်မလားဘယ်သူမှမသိသေးဘူးစောင့်အကြည့်ဖို့ပဲလိုတယ်ပေါ့နော်အဲ့လိုပေါ့ကျွန်တော်ပြောသားမယ်တဲ့ Trump ကတရုတ်ကိုကိုင်တာမေရှာတတူကြောင့်အခက်အခဲတွေ့လိမ့်မယ်တဲ့ဆိုတာပေါ့နော်လုံနိုင်ခင်တော့မြန်မာနိုင်ငံရေးအတွက်က the best ပေါ့ KIA ကအမေရိကနဲ့လုံရင်ကောင်းတယ်တဲ့အမေရိကစစ်ပွဲမှာတဲ့အာဖဂန်နစ္စတန်စစ်နိုင်ခဲ့တာလားရှုံးခဲ့တာလားအမေရိကကအာဖဂန်နစ္စတန်ရဲ့ဘာကြောင့်ဆုတ်ခွာသွားတာလဲဘာကြောင့်ထွက်သွားတာလဲအမေရိကရဲ့စစ်ပွဲမှာအာဖဂန်နစ္စတန်ကနိုင်တယ်လို့ကျွန်တော်ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အမေရိကရဲ့စစ်လက်နက်တွေတန်ဖိုးက83 billion တန်လောက်ဒီတိုင်းပဲလက်လွတ်ခဲ့တယ်ပေါ့ဒါကစစ်နိုင်တယ်လို့ဘယ်သူမှမပြောလို့မရဘူးဒေါ်နယ်ထရမ့်ကလည်းအချိန်ပြောနေတယ်ဒါကကျွန်တော်တို့ရှုံးတယ်တဲ့ကျွန်တော်တို့အလုံးဝအရှက်ရစေတဲ့ it's embarrassing ကျွန်တော်တို့ကလုံးဝအရှက်ကွေးတယ်ဟဲ့အဲ့ဒီအာဖဂန်နဲ့ပတ်သက် Trump ကိုယ်တိုင်ကပြောတာကြည့်ရှုသူမိတ်ဆွေအနေနဲ့စဉ်းစားကြည့်ပေါ့အာဖဂန်တုန်းက Trump Biden ခေတ်တုန်းကတက်သားတွေအများကြီးနော်ပြန်သွားတယ်လက်နက်တွေတားနဲ့ချီပြီးမှထားခဲ့တယ်ဒါကအာနိုင်လာရှုလားစဉ်းစားကြည့်ပေါ့နော်ဆိုတော့next တို့ရအောင်စစ်လက်နက်နဲ့စစ်ပွဲနဲ့တက်နေတဲ့တရင်တင်ပြပေးပါရှိရင်တော့တဲ့ alright ကချင်လိုမျိုးတော်လှန်ရေးဝန်ကြီးဒေါက်တာဆာရှိတယ်လေတဲ့သူနဲ့တချင်ကချင်ခေါင်းဆောင်တွေနဲ့ချိတ်ဆက်မှာပါတဲ့စောင့်ကြည့်လိုက်အမေရိကန်ကဆိုလိုက်မယ်တဲ့တဘာဝဘေးပေါ့တဘာဝဘေးပေါ့ natural disaster တဘာဝဘေးဟုတ်တယ်Trump ကအာဖရိကမှာမေရှာတတူထုတ်လုပ်မှာလားအမေရိကရဲ့ရေနံတွေပါထူးဖော်နိုင်ချေရှိတယ် Trump တခါပြောဖို့တယ်အာဖရိကမှာလုပ်မှာအာဖရိကမှာလုပ်မှာကတော့မေရှာတတူနဲ့ပတ်သက်ပြီးမှသူကလုပ်နေတာရေနံမှာတော့အမေရိကမှာအများကြီးရှိတာရေနံနဲ့ပတ်သက်လာတယ်ဆိုအမေရိကမှာအများကြီးရှိတာဒါပေမဲ့သူကမထူးဖော်ချင်လို့သူများနိုင်ငံမှာပဲသူကသွားဝင်နေတာဒါပေမဲ့သူ့ဥစ္စာသူမသုံးပေးတဲ့ဒီတိုင်းထားတာပေါ့သူကနောက်ကြမှာလူအပ်ကြမှာပဲထုတ်သုံးမယ်ပေါ့ဒါပေမဲ့ Trump ကတော့အချိန်တန်ပြီပေါ့နော်ကျွန်တော်တို့ခုထုတ်သုံးမှဖြစ်မယ်ဆိုမှပြောလာတယ်ပေါ့နော်ဆိုတော့ဒါ Democratic နဲ့ Republican ရဲ့ခြားနားမှုကလည်းဒီကွက်ထဲမှာပါနေတယ်ဆိုတော့စိတ်ထိန်ပါတဲ့ကျွန်တော်လည်းစိတ်ထိန်ပါလေကျွန်တော်လည်းလုံးဝကိုဘယ်လိုပြောမလဲ I just want to respect you all guys I'm trying to be respectful manner like professional manner ပေါ့နော်စကဝိုင်းလေးကိုတော့လူတရခမအားလုံးကြည့်ရှုသူအားလုံးကိုချစ်ခင်လေးစားတဲ့အနေနဲ့စကဝိုင်းလေးကိုအမြဲတမ်းလုပ်ချင်ပါတယ်ဒါမဲ့ဒီလူရင်းကခဏလာရိုင်းတာမဲကဘာလဲဟွာကျွန်တော်တို့ပြောတာကိုတော့မှရှင်းလေးနော်အခုကျွန်တော်တို့ပြောတာမင်းတို့သိရမလား step by step ရှင်းပြတာမေရှာတတူကဘာကြောင့်လဲတရုတ်နဲ့ US ကဘာကြောင့်လဲစစ်ကောင်စီနဲ့ KIA နဲ့ဘယ်လိုဖြစ်တယ်နော်ဘတ်မလိုက်အောင်ကိုရှင်းပြပေးခဲ့တာဘယ်သူဘက်ကမှဘတ်မလိုက်အောင်ဘာဖြစ်လို့လဲဆိုတော့
အလကားတဲ့ကြီးစစ်ကောင်စီဖက်ကိုလေလုံးဝဆော်တာမျိုးလည်းမကောင်းဘူးပေါ့နော်သူတို့လည်းနားလေအောင်ရှင်းပြပေးတာဗတ်မလိုက်အောင်ပေါ့ကွာအဲ့ဒါနဲ့မင်းကဘာလဲမေပင်ကြောင်းမလို့တီးလို့လေငါတို့ကမေပင်မရှိနေတယ်အလီလာအဲ့မေပင်နဲ့ပါဆိုင်လို့လေနော်ဘေကျွန်တော်တို့မေပင်ကြောင်းမှမဆွေးနွေးတာကွာမေရှာတတူကြောင်းမဆွေးနွေးတာကွာ Trump အကြောင်းမဆွေးနွေးတာကွာ KIA အကြောင်းမဆွေးနွေးနေတာအော်မစီမဆိုင်တာကိုလာ comment လာဆေးလာရိုင်းပေါ့ကွာအဆက်ထင်းတယ်ကွာတော်လေးကိုထင်းခဲ့တာတော့အများကြီးပေါ့နော်ဆိုတော့အမေရိကကစိတ်ဝင်စားတယ်ဆိုတော့ပူကောင်းတယ်တဲ့ဖြစ်လာရင်တော့လက်ခံတယ်တရုတ်လက်ထင်းမှာတော့မထစ်ချင်ဘူးကျွန်တော်ဆန္ဒပါတဲ့ US ကစိတ်ဝင်စားလာတာကောင်းပါတယ်တဲ့မလွယ်ကူပါဘူးတဲ့ပြည်တွင်းမတည်ငြိမ်နိုင်ဘူးတော့တရုတ်ကသူစားခွက်ဆိုတော့မလွယ်ကူသေးပါဘူးတဲ့ဒါကောင်းပါဟုတ်တယ်ပြည်တွင်းမတည်ငြိမ်မချင်းကတော့မလွယ်ကူဘူးပေါ့ဒါကတော့ဟုတ်တယ်တရုတ်ကလည်းအပြည့်ပိုင်ထိန်းချုပ်ပြီးသားဆိုတော့ခက်တယ်ဒါတော့တော်လေးတော့ခက်တယ်ဆိုတော့စကာ KIA နှစ်ဖက်အကျူးရှိမှအမေရိကကလည်းမြန်မာမေရှာတတူရနိုင်တယ်တဲ့ဆိုတော့ KIA ကတရုတ်ပဲရောင်းမယ်ထင်တယ်တဲ့ KIA လူကြီးအများစုနဲ့ပိုင်ဆိုင်မှုကတရုတ်ပြည်မှာထားတယ်ဒါလည်း very good comment ဖြစ်နေတယ် Sky လေးရဲ့ comment ကလည်းတော်တော်လေးကျွန်တော်သဘောကျတယ်ပေါ့နော် KIA ကတရုတ်ပဲရောင်းမယ်ထင်တယ်တဲ့ KIA လူကြီးအများစုကတဲ့သူတို့ရဲ့ပိုင်ဆိုင်မှုကတရုတ်ပြည်မှာထားကြတယ်တဲ့ဒါကလည်းနိုင်ငံရေးကစားကွက်ထဲမှာပါနိုင်ချေရှိတယ်ဒါပေမဲ့ဒီတစ်ခါကအဲ့ဒီအမေရိကပညာရှင်တယောက်ပေါ့နော်အဲ့ဒီသူက KIA တွေနဲ့ပဲညှိနှိုင်းပြီးဆွေးနွေးခဲ့တာဆို KIA စန္ဒမပါဘဲနဲ့သူကလည်းတွားပြီးမှ Trump ကိုတော့အကြံမပေးသင့်ဘူးပေါ့နော်အကြံမပေးလောက်ဘူးပေါ့နော် Trump ရဲ့ဆုရကိုလည်းအကြံမပေးလောက်ဘူးကျွန်တော်ထင်တာကတော့ KIA ဖက်ကလည်း green signal ပေါ့နော်အချက်ပြရာဝင်ဘန်ရာဝင်ပေးနေလို့ okay လို့ပြောနေလို့သူက Trump ရဲ့ဆုရကိုတွားပြီးမှအကြံပေးတာနဲ့တူပါတယ် KIA ဖက်ကလည်းတခုသဘောတူညီချက်မပါဘဲနဲ့အာယုံဆိုင်မှုစိတ်ဝင်စားမှုမပါဘဲနဲ့တော့တွားပြီးမှတော့မပေးလောက်ဘူးပေါ့ KIA ဖက်ကအာယုံဆိုင်မှုများလာလို့စိတ်ဝင်စားမှုများလာလို့ Trump ရဲ့ဆုရကိုတွားပြီးမှအကြံပေးတာနဲ့တူပါတယ်ကျွန်တော်ကလည်းလို့ထင်တယ်ပေါ့နော်ဒါပေမဲ့ Sky လေးရဲ့ comment ကိုတော့သဘောကျပါတယ်တော်တော်လေးကောင်းပါတယ်တော့အမေရိကကစစ်ရှုံးခဲ့တာဗီယက်နမ်ကိုပါတဲ့အေးပေါ့ဗီယက်နမ်ကိုစစ်ရှုံးခဲ့တာပါပါကစ္စတန်ကခုနအာဖဂန်နစ္စတန်ကြောင်းကိုပြောပြတာပါအာဖဂန်နစ္စတန်ရဲ့နော်သူတို့ရဲ့ဂျန်ထားခဲ့တဲ့လက်နက်တွေကဒေါ်လာ83 billion နော်မီလီယံမို့တန်းလောက်ရှိနေတယ်ဒါတွေကမရှုံးဘူးလို့ကျွန်တော်တို့ပြောလို့ရလားရှုံးတာပဲလေ83 billion တန်လက်နက်ရှုံးခဲ့တာပဲလေအမေရိကကသူလူချင်းနဲ့နိုင်ငံရေးပြောင်းလဲမှုရှိလားအာဖဂန်နစ္စတန်မှာမရှိဘူးဆိုတော့အမေရိကရဲ့စစ်ပွဲကြီးကအာဖဂန်နစ္စတန်မှာအောင်လို့ကျွန်တော်တို့ပြောလို့ရလား but at the end of the day ကြည့်ရှုသူမိတ်ဆွေအနေနဲ့ခင်ဗျားတို့ကဘေတိုင်းတာနဲ့ဘေပေတာနဲ့ဘလူတိုင်းတာမှာလဲဘလူချိချိန်မှာလဲ it's depend on you but နိုင်ငံရေးတော်များများရဲ့အမြင်မှာနိုင်ငံခေါင်းဆောင်တော်များများရဲ့အမြင်မှာတော့အာဖဂန်နစ္စတန်ရဲ့စစ်ပွဲမှာအမေရိကန်ကအောင်လို့ဘယ်သူကမှတော့မပြောပါဘူးပြောတဲ့လူကနေပါတယ်ဘာဖြစ်လို့လဲဆိုသူတို့လူချင်းတဲ့နိုင်ငံရဲ့ပြောင်းမှုလည်းမရှိတယ်လို့သူတို့စစ်တပ်လက်နက်တွေတားနဲ့ချီပြီးမှပဲလက်ရှုံရတယ်လက်ရှုံရတယ် so that is considered successful I don't know bro just think about it KIA ကတရုတ်ပဲရောင်းမယ်တင်တယ်တဲ့alright တချက်လောက်နောက်သွားရအောင်ချင်းပြည်နယ်မှာဖြစ်နေတဲ့ CC နဲ့ CB ပူပေါင်းတဲ့ဘယ်လိုမျိုးလို့ရင်တော့အကောင်းဆုံးဖြစ်နိုင်မလဲကျေးဇူးပါတယ်ချင်းပြည်နယ်မှာဖြစ်နေတဲ့ကျွန်တော်တို့ CC နဲ့ CB ကတော့အရင်ဆုံးဘယ်လိုပြောမလဲအားလုံးပေါင်းမှတော်လှန်ရေးနိုင်မယ်ဆိုတာကိုတိမှတော်တော်လေးနားလည်မှအဆင်ပြေမှာပါတော့ကုထိုင်ခုံသူ့ထိုင်ခုံကုနေမေသူ့နေမေအဲ့လိုမျိုးစက်တဲ့ကိုအရင်ဆုံးဆွလို့မှပူပေါင်းနိုင်မှာရမယ်သူတို့မှရှိနေတဲ့နိုင်ငံရေး policy ဘာညာတွေကိုနော်နှစ်ပါတီစလုံးကလည်းညှိနှိုင်းအောင်ရလို့ရတဲ့ policy မျိုးရှိမှသာအဆင်ပြေမယ်ချင်ပါတယ်ကျွန်တော်တို့ချင်းပြည်နယ်မှာတော့မင်းတို့နေမေငါတို့နေမေဆိုတာနဲ့ဇလန်းကပြီးတော့တယ်ကြားတွေကလည်းစစ်ကောင်စီကဘုံလွင်ကျေးလိုက်ကြားတွေကလည်းလက်နက်ကိုင်ဖွဲ့သမားတွေကတခါတလေကျခွေးလူဝက်လူပြီးလိုက်ဖြစ်သွားတယ်စဉ်းစားကြည့်အတော့တခြားတိုင်းသားမပြောနဲ့ကျွန်တော်တို့တခြားတိုင်းသားအဲ့လောက်ထိမတည်ဘူးပေါ့ကွာကျွန်တော်တို့ချင်းပြည်နယ်မှာတော့ oh my god လုံးဝကိုဘယ်လိုပြောမလဲပြက်ကျင်းနေသလားမပြောကြနဲ့လုံးဝကိုဘယ်လိုပြောမလဲ unity ကိုမဖြစ်တာကွာမငြိမ်ညွတ်တယ်ဆိုတော့ငြိမ်ညွတ် unity ဖြစ်တယ်ဆိုတော့အလန်းတော်လေးဝေးနေတယ်
ထိုင်ခုံတွေလူလိုက် power တွေလူလိုက်နေမေတွေလူလိုက်အော်ရှုံနေတာပဲကျွန်တော်တို့လူဦးရေကလည်းနည်းနည်းပပလေးနော်နည်းနည်းပပလေးဘာမှလေတခြားတိုင်းသားလိုမျိုးလူရင်အားတောင့်ထင်းတာလည်းမဟုတ်ဘူးအဲ့ဒါလေးကိုကျွန်တော်တို့အချင်းချင်းရံဖြစ်လိုက်မနာလူလိုက်ဆေးလိုက်စူလိုက်အော်ရှုံနေတာပဲချင်းပြနေရဲ့ဇလန်းတွေကတော့တခြားတိုင်းသားတွေကတိနေမယ်ဆိုတော့ရီစရာကောင်းတယ်လှောင်စရာလေးကောင်းတယ်ပေါ့နော်CC နဲ့ CB အကြောင်းကတော့မပြောတာပူကောင်းပါတယ်တချက်လောက်အမေရိကသမရကြီးနေတဲ့မြန်မာနိုင်ငံကမေရှာတတူကိုရဖို့ဆိုတော့လက်ရှိမြန်မာနိုင်ငံစုရနဲ့အာဏာကိုထိမ့်သိမ်းမှုထိမ့်သိမ်းထားတာနဲ့ဥက္ကဋ္ဌနဲ့ဆွေးနွေးရမှာဖြစ်တယ် KIA ကိုလက်နက်ကန်အဖွဲ့နဲ့လည်းဆွေးနွေးစရာအကြောင်းမရှိတဲ့ထက်နေလင်းကတော့အဲ့လိုပြောနေတယ်ပေါ့လက်ရှိအစုရနဲ့ပဲဆွေးနွေးမှာပါတဲ့ KIA ကိုတော့ဆွေးနွေးစရာမရှိဘူးတဲ့ဒါပေမဲ့ထက်နေလင်းရေထက်နေလင်းကစစ်ကောင်စီဘက်ကလူဖြစ်တယ်ဆိုကျွန်တော်တန်းတည်တယ်ပေါ့နော်ကျွန်တော်ပြန်ရှင်းပြမယ်ပေါ့နော်အကြံပေးတာတစ်ခုရှိနေတယ်တစ်ခုကတော့စစ်ကောင်စီနဲ့ KIA ကြားမှာငိမ့်ချမ်းရေးလောက်ခိုင်းပြီးမှအမေရိကကမေရှာတတုကိုယူဖို့ဖြစ်နိုင်ချေရှိတယ်ပေါ့ဒါကအကြံပေးတစ်ခုသက်သက်ပါဒါပေမဲ့ဒုတိယအကြံပေးတာကစစ်ကောင်စီကိုအမေရိကကအတိမမပြုဘူးလေအခုထိတော့လက်မခံသေးဘူးdiplomatic အရာရေးဖြစ်တန်တမာစစ်ဆိုင်ရေးအရာဖြစ်စကားမပြောချင်ဘူးအဲ့ဒါအကြောင်း KIA နဲ့ပဲသူကဆွေးနွေးပြီးမှပဲတိုက်ရိုက်စီးပွားရေးလုပ်နိုင်ချေရှိလို့ပြောကြတယ်ဆိုတော့ဒီအကြံတစ်ခုပဲရှိတယ်နော်ဒီအကြံတစ်ခုဆိုတာကဘေဟာပူဖြစ်နိုင်မယ်ဆိုစဉ်းစားကြည့်ဒါမဲ့လက်ရှိအခြေအနေမှာအမေရိကရဲ့ policy မှာစစ်ကောင်စီကိုထိတွေ့ဆက်ဆံရေးဆိုတာလုံးဝအရှောင်ကြည်နေစေဖြစ်နေတယ်ဒါကတော့ငင်းလို့မရဘူးစစ်ကောင်စီဘက်ကနော်ခင်ဗျားတို့ကမုန်းလို့ပြောတာမဟုတ်အမှန်တရားကိုပြောပြတာပါအခုချိန်နေထိမှာအမေရိကအစိုးရကစစ်ကောင်စီကိုလုံးဝထိတွေ့ဆက်ဆံရေးလုပ်တာမလုပ်ချင်သေးပါဘူးအာဏာသိမ်းတာကိုလည်းအစကတည်းကလည်းလက်မခံခဲ့ဘူးဒါကတော့နိုင်ငံတော်တော်များများကလက်မခံခဲ့တာတော့အမှန်ပဲငင်းလို့မရဘူးစစ်ကောင်စီကိုလက်ခံခဲ့တာရုရှားနဲ့ဒီတရုတ်နဲ့ North Korea လောက်ပဲရှိသေးတယ်ဒါကလုံးဝကိုပကတိကိုပြောတာနော်ဒါကမုံချင်းနော်မုံချင်းနဲ့လုံးဝမဆိုင်တာဘူးပြောတာပါနော်โอเคဒါလေးကိုရှင်းပြပြရစီနော်အထက်နေလေးရဲ့ comment လေးကိုဆိုတော့ကျွန်တော်က on win ကိုစေးပါကျွန်တော်က on win ကိုစေးတာပါနော်အဲ့ဒီ on win ကိုမစေးဘူးကျွန်တော်ကျင်တော့ဒေါသထိန်ပါတယ်ဗောနော်ဒါလေးပါโอเคရှုံးတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာနိုင်ငံဗာလဲခေါင်းထောင်နိုင်တဲ့အတီ alright အမေရိကန်နဲ့ KIA နဲ့စင်ပြီးသွားပါစေတဲ့ KIA နဲ့ US ကလည်းတွေ့ရင်တော့မေရှာတတူရယုံတာမကတဲ့တရုတ်နဲ့ဆက်ကူလေတဲ့အနီကဆောက်နေကြည့်နေနိုင်ပေမဲ့အခွင့်အရေးလေးရှိနိုင်တယ်တဲ့ဆိုရှမ်းပြည်လေအတူတူပဲတဲ့လှုပ်ရှားနေကြတာတဲ့ချင်းကတော့အေးအေးကိုကတ်မရလို့စကားစကိုကတ်မလို့နဲ့တေးခွေးနေကြတယ်ဒါကတော့အရင်ညစ်ပတ်နေတဲ့နိုင်ငံရေးပါကူဆိုင်ရေးအဲ့တော့ခမရပြောတာကလုံးဝမမှန်ကန်ပါဘူးအချင်းကအေးကိုမကတ်နိုင်တော့စစ်ကောင်စီကိုကတ်နေတယ်ဘာညာဒါကလုံးဝ is dirty politics ကျွန်တော်တို့နိုင်ငံမှာညစ်ပတ်နေတဲ့ politics တွေအများများနေတယ်ဝါဒဖြန့်ချေရေးပေါ့နော်လုံးဝမမှန်တာကြီးကိုလူတွေကို brainwash လုပ်ဖို့တတ် propaganda လုပ်နေတယ် very dirty politics ကျွန်တော်တို့နိုင်ငံမှာလဲနော်ဘူးမတိဘာမတိတဲ့လူတွေအများတဲ့ခါကြတော့အဲ့ဒီညစ်ပတ်တဲ့နိုင်ငံရေးတွေကြားထဲမှာကျွန်တော်တို့ကလည်းပြူလင်းနေခဲ့တယ်ယုံနေကြတယ်ပေါ့ but အမှန်တရားကတော့လူတိုင်းကသိနေတာပဲအခုချင်းပြည်နယ်မှာလက်နက်ကိုင်ဖွဲ့တွေနဲ့စစ်ကောင်စီတွေနဲ့တိုက်ပွဲဝင်နေတာပဲချနေတာပဲ but how can you say that ဘာချင်းပြည်နယ်ကမတိုက်ပဲစစ်ကောင်စီကိုကတ်နေတယ်တယောက်နဲ့တယောက်ချနေတာပဲဘယ်လိုလုပ်ပြီးတယောက်နဲ့အချင်းချင်းချနေတာကိုဘယ်လိုလုပ်ပြီးချင်းလက်နက်ကိုင်တွေကစစ်ကောင်စီကိုတွားခတ်မှာတော့ဒါကနော်ဒီအမေမွေးထားတဲ့ brain ကနေတင်းလို့တီးလို့ရတယ် common sense လို့ခေါ်တာပေါ့နော် common sense ကိုအတိစိတ်တရားနဲ့နားလေလို့ရပါတယ် but လူတွေကဒါကို dirty politics ကိုတွားယူနေတာပါလုံးဝတမင်တက်ကိုအမားကိုတည်ရတဲ့အမားကိုယုံကြည်ကြတယ်ဘာဖြစ်လို့လဲဆိုဟိုဖွဲ့ကမုန်းလို့ဒီဖွဲ့ကမုန်းနေတော့ကိုမုန်းနေတဲ့လူတွေအတွက်အမားကြီးကိုလည်းတွားလက်ခံတာပဲဒီကောင်ကမုန်းနေတယ်ဒီဖွဲ့ကမုန်းနေတယ်ဒါကြောင့်အမားကြီးတွားလက်ခိုင်းလိုက်မယ်တွားလက်ခံလိုက်မယ် that's who we are ကျွန်တော်တို့ရဲ့အမုန်းစိတ်တွေ
ကျွန်တော်တို့ရဲ့မနာလူစိတ်တွေကအမားကိုအမားတည့်ရသားနဲ့တွားပြီးမှလက်ခံတဲ့စိတ်တွေကတော်တော်လေးကိုအများကြီးရှိနေတယ် that's pretty sad bro all right next သွားရအောင် KI စီကောင်စီကဘသူတိမထားလို့တယ်အမှန်ကတာကိုမေရှာရောက်အမှန်ကမေရှာရောက်စေချင်တာတဲ့သူ့အိမ်နေချင်းလေးပေါ့နော်အေးပေါ့နော်ဆိုတော့အခု CNF နဲ့ KIA လက်တွဲတယ်တော့တဲ့ဟုတ်တယ်ဒါကတော့မှပဲဆိုတော့အာဆီယံစီဝဲတောင်မတက်ရသေးတဲ့သူဘယ်သူမှအတိမမပြုတ်လိုက်ဘူးတဲ့ချင်းမှာ CNF လာချင်းမှာတော့ CNF လာမှားတယ်တဲ့ဆိုတော့ချင်းနဲ့အိန္ဒိယရဲ့လက်ခံတော့မယ်ချင်းတဲ့ all right မြန်မာနိုင်ငံဒါအမေ okay ထားပါတော့ကျွန်တော်တို့ချင်းကိစ္စကိုထားပါတော့ဒီမှာတော့ချင်းကိစ္စမပြောကြရအောင်နော်ကျွန်တော်တို့မေရှားတူနဲ့တရုတ်နဲ့အမေရိကအကြောင်းပဲဆွေးနွေးကြည့်အောင် it's not important ကျွန်တော်တို့ချင်း topic ပြောမှပဲချင်းအကြောင်းကိုပြောရအောင်တခြားတိုင်းသားတွေကလည်းကျွန်တော်တို့ချင်းအကြောင်းပြောမယ်ဆိုတော့စိတ်ဝင်စားမှာလည်းမဟုတ်ဘူးနော်တခြားဗမာတွေကပဲဖြစ်မွန်ကပဲရှမ်းကပဲဖြစ်ကချင်ကပဲဖြစ်တိတ်စိတ်ဝင်စားမှာမဟုတ်ဘူးဆိုတော့ချင်းရဲ့ topic ကိုခဏမေးချိတ်ပြီးမှပဲတရုတ်အကြောင်းတို့ကချင်အခုကချင် topic ဖြစ်နေတယ်ပေါ့နော်ကချင်ပေါ်မှာထွက်နေတဲ့မေရှားအကြောင်းဖြစ်နေတယ်အဲ့ဒီကိစ္စကိုပဲ focus လုပ်ပြီးမှဆွေးနွေးကြည့်ရအောင်ပါပေါ့နော်ဆိုတော့ yeah နောက်မှပဲကျွန်တော်တို့ချင်းတော်လှန်ရေးအကြောင်းတွေကိုခေါင်းစဉ်တက်ပြီးမှပဲတက်ဆွေးနွေးကြည့်အောင်ပါမေရှားကိစ္စအကြောင်း US ကမြန်မာကိုကတ်လာနိုင်ချေရှိတယ်တဲ့အေးပေါ့နော်ဘာလို့လဲဆိုတော့ US ကလည်းအဲ့ဒီမေရှားတတူကိုရှိမှအဆင်ပြေမှာကိုသူကမေရှားတတူမပါဘဲနဲ့ US ကတူတက်လို့မရဘူးလေတူတက်ဖို့ဆိုတော့မေရှားတတူရှိမှရှိလာတယ်ဆိုတော့မြန်မာမှာလည်းဒါကိုအများကြီးရှိတဲ့ခါကျတော့ဖြစ်နိုင်ချေတော့ရှိပါတယ်ကူးစေရခိုင်တို့ကမယုံကြပါဘူးတဲ့မင်းအောင်လှိုင်ကိုတော့အတီးမပြုတ်သွားမှာပါတဲ့စောင့်ကြည့်ကြသေးတာပေါ့နော်မင်းအောင်လှိုင်ကိုတော့အတီးမပြုတ်သွားမှာပါဆိုတာကကျွန်တော်တို့စောင့်ကြည့်မှပဲတီးမှာပါပေါ့နော်ဆိုတော့နောက်ပိုင်းကျမှအိုးနိုင်ငံတကာကမင်းအောင်လှိုင်ကိုဆူရဖြစ်တီးမပြုတ်ပါတယ်လို့ကျင်ညာခဲ့တယ်ဆိုတော့အဲ့ဒါကတော့ဘယ်သူမှငြင်းလို့ရမှာမဟုတ်ဘူးဆိုတော့သူတို့ကျင်ညာတဲ့ချိန်ကိုပဲစောင့်မှာပေါ့နော်ဒါပေမဲ့မကျင်ညာမချင်းအတီးမပြုတ်မချင်းကတော့ဆိုတော့အေးစာကိုအနာရှင်ဆန်လာတယ်ဆိုတော့တချို့လူတွေကမသိဘူးတဲ့ချင်းကမကောင်းဘူးလို့မပြောထားပါတော့ဘော okay next ကိုတွားအောင်အမေရိကက KIA နဲ့ဗမေရှာတတူအတွက်ဆွေးနွေးရင်စာကကန်ကောမာတေချာပဲတဲ့အမေရိကကတိတ်ခါရဘောမေရှာတတူလို့ချင်းစာနဲ့ KIA နဲ့နှစ်ဖွဲ့စလုံးကိုဆွေးနွေးရမှာပဲတဲ့ဒါကတော့အမှန်ပဲတေချာလာတော့အမှန်ပဲအမေရိကက KIA နဲ့ပဲမေရှာတတူအတွက်ဆွေးနွေးရင်တော့စစ်ကောင်စီကတော့လုံးဝကိုစန့်ကျင်မှာပဲဒါကတော့လုံးဝကိုကန့်ကွက်မှာပဲအဲ့ဒါကြောင့်ခုန suggestion 1ကိုတွားရမှာပေါ့ suggestion 1က KIA နဲ့စစ်ကောင်စီကြားကငြိမ်းချမ်းရေးတစ်ခုသဘောတူညီချက်တစ်ခုရမယ်ဆိုရင်အမေရိကကအဲ့ဒီမေရှာတတူကိုတနည်းမဟုတ်တနည်းကတော့ယူသွားလို့ရမှာပေါ့ဒါမှမဟုတ်ဒီ KIA နဲ့ပဲ direct ဆွေးနွေးမှာလားဒါရင်ကတော့ကျွန်တော်တို့ဘယ်လိုနည်းနဲ့သူတို့လုပ်မှာလဲတော့မသိသေးဘူးပေါ့ဒါမေခွန်းထုတ်ဆရာတွေအများကြီးရှိနေတယ်ဒါပေမဲ့ခုနခင်ဗျား comment တာတော့တော်တော်လေးကောင်းနေတယ်ပေါ့နော်တရုတ်ရုရှားအိန္ဒိယ super power တွေစစ်တပ်ကိုထောက်ခံကြတယ်တဲ့မင်္ဂလာပါအားလုံးလို့မင်္ဂလာပါပေါ့ US နဲ့ China မေရှာလူကြမှာလားတဲ့အမေရိကန်လူဒီမေရှာကတော့အခု super power ဖြစ်ဖို့ရတော့အဒီကအရေးကြီးဆုံးအစိတ်အပိုင်းတွေဖြစ်လာတယ်အဲ့ဒါကြောင့်သိချတာပေါ့ China ကလည်း AI နဲ့ number 1ဖြစ်ချင်လာတယ်technology ကလည်း number 1ဖြစ်ချင်လာတယ်စီးရေးရလည်း number 1ဖြစ်ချင်လာတယ်စီးပွားရေးရ number 1ဖြစ်ချင်လာတယ်ဒါတွေအားလုံး number 1ဖြစ်ဖို့ရတော့အခုမှဘာလို့အမှ number 1ဖြစ်တာလဲမေရှာတတူရှိမှမေရှာတတူမှ AI ကနေ number 1ဖြစ်လာတယ်စီးပွားရေး technology စီးရေးနော်တိုက်လေယာဉ်ယထာကွန်ပျူတာကားအကုန်လုံး electronic ပတ်သက်မှန်သမျှအားလုံးကိုမေရှာတတူမှရှိမှဖြစ်တယ်မေရှာတတူရှိတဲ့လူကပဲကမ္ဘာရဲ့ technology စီးပွားရေးကြီးကိုရှေ့ဆောင်ဦးဆောင်သွားမှာပဲဆိုတော့အခုကတရုတ်နဲ့အမေရိကကအဲ့ဒီမေရှာတတူကိုလူကြတာတော့အမှန်ပဲဒါကငင်းလို့မရဘူးပေါ့နော်ဆိုတော့ national interest first ပေါ့နော်အယူပဲပြောတယ်တဲ့မင်းအောင်လှိုင်ကအတိမပြုတ်ဖို့အိမ်မက်ပဲဖြစ်မယ်တဲ့ဆိုတော့ကောလာဟာလာတွေမှာကောမယုံပါနဲ့တဲ့ဘာကိုကောလာဟာလာတယ်တော့မသိဘူးပေါ့နော် but အခုကျွန်တော်တို့ပြောတာကလည်းလူပဲပြောတာပဲစကရေးကလည်းနော်အင်ဖြူရောကတော့ဒါကိုငင်းပင်နေစေဖြစ်နေတယ် confirm လုပ်တာတော့မဟုတ်သေးဘူး
ဒါပေမဲ့ကမ္ဘာသတင်းမီဒီယာပြောချက်အရာကိုပြောပြတာပါဆိုတော့ဒါရင်က confirm တယ်လို့ဘယ်သူမှမပြောအစကလေးကလည်းကျွန်တော်တို့စကဝိုင်းစကလေးကလည်း confirm တယ်လို့ဘယ်သူမှမပြောဘူးနော် but အမေရိကအစိုးရကိုမေရှာတတူနဲ့ပတ်သက်ပြီးမှအကြံဉာဏ်ပေးတာတော့အမှန်ပဲဒါကတော့အမှန်ပဲကိုလာဟာလာမဟုတ်ဘူးအမှန်ပဲဒါပေမဲ့အမေရိကကဘယ်လိုလုပ်မလဲဘယ်လောက်ထိစိတ်ဝင်စားကြောင်းဘာညာပေါ့ချပြတာမျိုးတော့မရှိဘူးတရုတ်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးမှဘာညာလည်းပြောစရာဘာတစ်ခုမှတော့မရှိသေးပါဘူးအကြံပေးတာတို့ဆွေးနွေးတာတို့အမှန်ပဲဒါကတော့ဒါပေမဲ့ကျန်တာကတော့ဘယ်လိုဖြစ်မယ်ညာဖြစ်မယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ကိုပိုင်သုံးသက်ချက်ယုံလည်းရှိတာပါโอเคအမေရိကက KIAC မှာမေရှာတတူလို့ရပြီဆိုရင်တော့တေချာပြီလေမင်း online ကဘုံကျင်းမှာတဲ့ဆိုတော့US ကတော့လူချင်းလိုက်တော့နီလိုက်ရှာရပြီးရအောင်ယူမှာပဲတဲ့ KIA မေရှာတတူရောင်းလို့ရတာတော့ဘယ်မှာတုံးလိုက်လဲမသိဘူး KIA မေရှာတတူရောင်းလို့ရတာတွေဘယ်မှာတုံးလိုက်လဲမသိဘူးသူတို့ရဲ့စိတ်အားမှာတုံးတာပေါ့ကွာ KIA ဆိုတာကမြန်မာနိုင်ငံမှာလက်နက်အင်အားကြီးတဲ့နေရာမှာပါတယ်လေဆိုတော့သူ့ရဲ့တပ်သားတွေကိုလစာပေးဖို့ဖက်ဆံလိုအပ်တယ်လက်နက်ခဲယမ်းတွေကို sustainable လုပ်ဖို့ဖက်ဆံလိုအပ်နေတယ်ဆိုတော့ KIA ကမေရှာတတူကိုရောင်းတယ်သူရတဲ့ဖက်ဆံကအဲ့ဒီသူ့ရဲ့တပ်သားမှာတုံးမှာပေါ့ပေါ်တာတို့ရေဆိုတော့အဲ့လိုပေါ့ alright that's it ဒီညတော့ဒီလောက်နဲ့ပဲကျွန်တော်ဆုံးသက်ပြရစေ and ကျွန်တော်ခုနရိုင်းသွားတာတော့ sorry ပါတောင်းပန်ပါတယ်เนาะကျွန်တော်ကိုယ်တိုင်ကလည်းမရိုင်းချင်ပါဘူးမစေးချင်ပါဘူးဒါပေမဲ့တခါတလေကြာရင်တော့ဆေးမှရမယ့်လူတွေကရှိတယ်တခါတလေကြာရိုင်းပြမှအဆင်ပြေတဲ့လူတွေရှိတယ်ဆိုတော့အားလုံးပဲကြောပါတောင်းပန်ပါတယ်ဗောနော်ဆိုတော့ I love you guys thank you so much for watching ကျွန်တော်ရဲ့ဗီဒီယိုလေးကိုတဘိုးကြရဆိုတော့ YouTube မှာလည်း subscribe လုပ်ကြပါမနေ့ပြန်မှာပဲကျွန်တော်တို့နောက်ထပ်နဲ့ပြန်ဆုံတွေ့ရမယ်ဗောနော်အားလုံးပဲကျေးဇူးတင်ပါတယ်လို့